တရဏဂုံ3ပါးရွတ်ဆိုပုံ1ဗုဒ္ဓံတရဏံကိစ္ဆာမိမြတ်စွာဘုရားကိုကိုးကွယ်ရာဟူ၍စီကပ်ပါ၏2ဓမ္မံတရဏံကိစ္ဆာမိတရားတော်မြတ်ကိုကိုးကွယ်ရာဟူ၍စီကပ်ပါ၏3တန်ခံတရဏံကိစ္ဆာမိတန်ဃာတော်မြတ်ကိုကိုးကွယ်ရာဟူ၍စီကပ်ပါ၏ဒုတိယအကြိမ်ရွတ်ဆိုပုံဒုတိယံပိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိတန်ခံတရဏံကိစ္ဆာမိတတိယအကြိမ်ရွတ်ဆိုပုံတတိယံပိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိတန်ခံတရဏံကိစ္ဆာမိမှတ်ချက်ဤတရဏဂုံသည်ဗုဒ္ဓဘာသာရဲ့အခြေခံအကျဆုံးနှင့်အရေးကြီးဆုံးသောစည်းကမ်းမှုဖြစ်ပြီးသီလဆောက်တည်ရာတွင်၎င်းဖျားရှိခိုးရာတွင်၎င်းအမြဲမပြတ်ရွတ်ဆိုကြပါသည်အကယ်၍သင်ကတရဏဂုံ9ပါးဂါထာသို့မဟုတ်အခြားသောအကျယ်ပွားဂါထာတော်များကိုသိလိုသည်ဆိုလျှင်လည်းပြောပြပေးနိုင်ပါတယ်ခင်ဗျာသင်ကသီလဆောက်တည်ဖို့အတွက်9ပါးသီလပါဠိအနက်တော်ကိုပါသိလိုပါသလားခင်ဗျာ